United အတွက်ဘေးဆက်ချင်တဲ့သူတွေရောက်လာမယ်။ United ဟာ Europa League ဗိုလ်လုပွဲမှာ Spurs ကိုရှုံးနေခဲ့ပြီးနောက်လာမယ့်ရာသီဥရောပဝင်ခွင့်ရရှိမဲ့တခုတည်းသောခွင့်ရကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ဒီရှုံးပွဲကြောင့်ဖလားလက်မဲ့ဖြစ်ခဲ့ရသလိုသမိုင်းတစ်လျှောက်အဆိုအဆုံးရက်တည်မှုအဖြစ်ယာတီသိမ်းရတော့မှာဖြစ်ပါတယ်။ဒါအပြင်ဗနာရေးပိုင်းမှာလည်းကြက်တဲလာခဲ့ပြီးကစားမခေါ်ယူမှုတွေမှာလည်းအခက်အခဲတွေဖြစ်လာခဲ့ပါပြီ။ကစားသမားတော်များများဟာဥရောပပွဲတွေကစားတဲ့အသင်းတွေကိုပြောင်းချင်ကြတာများပါတယ်။အခု United ရဲ့ပြင်မဲ့ကစားသမားတွေထဲမှာလည်း Champions League ကစားခြင်းလုံး Internet လုံးနေတာတွေရှိပါတယ်။အခုတော့ United တို့ဥရောပပွဲတွေမကစားတာသိကြသွားခဲ့ပါပြီ။ဒါကြောင့်လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ United ကိုဘယ်သူတွေရောက်လာမလဲဆိုတာကလည်းစိတ်ဝင်စားကြဖြစ်ပါတယ်။ဘယ်သူတွေရောက်လာမလဲဆိုတာမပြောသေးခင်မှာအခုလိုဥရောပဝင်ခွင့်မရတဲ့ရာသီမှာလူဝယ်ရလာက United အတွက်အားသာချက်တစ်ခုတော့ဖြစ်စေနိုင်ပါတယ်။ဥရောပဝင်ခွင့်မရတဲ့အသင်းမှာဘယ်သူကမှမကစားချင်ကြပါဘူး။ဒါပေမဲ့ကစားချင်တဲ့သူတွေကလည်းဒီအသင်းဖြစ်လို့ကိုကစားချင်တယ်ဆိုပြီးရောက်လာကြပါပါ။ဘယ်သူတွေရောက်လာမလဲဆိုတာမသိရသေးပေမဲ့ရောက်လာတဲ့ကစားသမားတွေကလည်း Champions League ကစားချင်လို့ဖလားလို့ကျင်လို့ဆိုတာမျိုးတဲ့ United မှာကစားချင်လို့ကိုရောက်လာတာဆိုတဲ့ကစားသမားတွေကပိုများလာမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့လာမယ့်ရာသီမှာ United DA နဲ့ကစားသမားတွေကို Old Trafford ရုံးမှာပိုတွေ့လာရမှာဖြစ်ပါတယ်။